တထေးမကြီးရဲ့မြေးမလေးဟာဒီသူတို့ရဲ့အကို3ယောက်ရဲ့ကော်မတီတစ်ခုမှအလုပ်လုပ်မယ်ဆိုပြီးတော့မှဒါအကို3ယောက်ကိုရှင်းပြနေတာပေါ့နော်။ Okay လုပ်လို့ရတယ်အဲ့ဆိုရင်တော့ဒီအကို3ကသူ့ဒီအသုံးဆောင်နေကားတွေကိုရန်တော်တွေယူသွားဆိုတဲ့ပေါ့နော်ပုံစံမျိုးနဲ့ပြောတယ်အဲ့ချိန်မှာဘာမှမယူချင်ဘူးပေါ့နော်အောက်ခြေပုံစံမျိုးနဲ့ပဲအလုပ်လုပ်ချင်တယ်ဘယ်သူ background နဲ့မှမဝင်ဘဲနဲ့အလုပ်လုပ်ချင်တယ်ပြောတဲ့အချိန်မှာသူ3ယောက်ကသူတို့ရဲ့ပိုင်ဆိုင်တဲ့ company အသီးသီးတွေမှာပဲလိုအပ်တဲ့ကိုရန်တော်တွေနဲ့အသင်းလုပ်ပေးမယ်ဒါပေမဲ့ဒီမြင်းမလေးကတော့မလိုဘူးဒီပေးတဲ့ဟာတွေကအကုန်လုံးပေါ့နော်အစင်မပြေဘူးပေါ့အဲ့ချိန်မှာကိုရန်တော်တွေကဝင်လာတယ်ဘယ် company လဲဆိုတော့ဘယ်သူမှမလုပ်ချင်ဘူးပေါ့ကိုကနေကိုအဆင်ပြေတဲ့ company သွားမယ်ပေါ့နော်ဩဇာကတော့တော်တော်ညောင်းနေမြင်းမလေးကအကုန်တိုင်းသူ့ဘာနဲ့သူအဆင်ပြေအလုပ်သွားမယ်ဆိုပြီးပြောတဲ့အချိန်မှာထွက်သွားတယ်။ Okay အဲ့တော့သူတို့နောက်တရက်မနေ့ရောက်တော့သူတို့2ယောက်ငယ်ချင်း2ယောက်အလုပ်တစ်တစ်ခုမှအမှန်မတင်တွေ့ဆုံကြတယ်ပေါ့နော်။တွေ့ဆုံကြတဲ့အချိန်မှာသူတို့တက်လေကားနဲ့ရောက်ခါနေကိုအလုပ်ရဲ့မန်နေဂျာတွေ့တယ်။နင်တို့ဟာအလုပ်နောက်ကြတယ်ပေါ့နော်။အဲ့အချိန်နဲ့သူတို့သူ့တငယ်ချင်းကမြင်းမလေးတငယ်ချင်းကပြောတယ်အလုပ်ချင်းက10နာရီမှလေ2မိနစ်လိုသေးတယ်နောက်မကြဘူး။ဒါပေမဲ့သူ့ရဲ့မန်နေဂျာကတော့အလုပ်ကဒါငါမန်နေဂျာငါကြီးကြပ်ရေးဖို့ပဲငါအလုပ်နောက်ကြရင်နောက်ကြမယ်။ Fine ကောင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့မြင်းမလေးကိုပြန်ပြောတယ်။ညီမလေးကလည်းအလောက်က2မိနစ်နောက်ကြတာကိုဘာဖြစ်လို့မတရားတဲ့ဖြစ်ဆွဆွဲနေတဲ့ပုံစံမျိုးတွေနဲ့ပြောနေတာလဲအလုပ်ချိန်က10နာရီသတ်မှတ်ထားတဲ့ဟာကိုနောက်မကြောက်ဘူးပေါ့နော်အချိန်ရှင်းများတာသူတို့2ယောက်ကပြပြရှင်းရှင်းနဲ့အလုပ်လာတဲ့ဆိုတဲ့အကြောင်းကိုတကယ်ချင်း2ယောက်ဆိုတော့တိုင်မောင်းညီပြည်အလုပ်ထဲကိုပြေးဝင်သွားတယ်အချိန်မှာတော့ကြီးကြပ်ရေးမှုကတော့လုံးဝအညှို့တေးနေပဲပေါက်ခေါ်ပြီးကြမ်းနေခဲ့တယ်အလုပ်ခွင်ထဲကိုရောက်တော့လေသူတို့2ယောက်ကတော့ပြောလို့မဆုံးမိတ်ဆက်ကောင်းနေတော့အလုပ်မှာမိတ်ဆက်လို့ကောင်းနေတဲ့အချိန်မှာအောင်ဝက်ခံပြီးတော့နောက်နေရာတော့အလုပ်လုပ်နေတဲ့အချိန်မှာမန်နေဂျာရောက်လာတယ်အဲ့အချိန်မှာ file တစ်ခုကိုပြစ်ချလိုက်တယ်ဒီ file ထဲမှာမင်းတို့2ယောက်ထဲကတယောက်ကပြောင်းရွှေ့ရမယ်ဆိုတဲ့ပုံစံမျိုးပါလာတယ်အဲ့အချိန်မှာကအကုန်လုံးကဘယ်သူဖြစ်မလဲဆိုတော့စိတ်ဝင်စားဖြစ်နေတဲ့အချိန်မှာမြင်းမလေးကတော့မဖြစ်နိုင်ဘူးပေါ့နော်ဒီပြောင်းမဲ့ထဲမပါနိုင်ဘူးပေါ့ဒါပေမဲ့စင်းရင်ကိုကြီးလိုက်တဲ့အချိန်မှာသူ့တငယ်ချင်းပါနေတယ်အဲ့ဒါကြောင့်မလို့မြင်းမလေးကဒါတက်လောက်ကျန်တာပဲဆိုတော့စိတ်စဘောထားနဲ့စိတ်ဆိုးပြီးဒါမဖြစ်နိုင်ဘူးတက်အချင်းဥတာပဲဆိုပြီးတော့မှမန်နေဂျာကြီးထွက်သွားတယ်မန်နေဂျာကိုမေးတယ်ဒါကဘာသဘောလဲဘာဖြစ်လို့ဒီကျောင်းမိန်တွေကိုလာပြီးတော့ပေးရတာလဲဘာကိစ္စကြောင့်မလို့ပြောင်းဝင်ပေးရတာလဲဆိုတော့မန်နေဂျာပြန်ပြောတယ်ဒါကငါလို့ငါကြီးကြရင်မူငါကြက်တယ်လို့စီစဉ်လို့ရမယ်ငါပြောင်းဆိုပြောင်းရမယ်ငါသွားဆိုသွားရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြောတယ်တကယ်လို့နေမသွားချင်ဘူးဆိုရင်ညီမလေးမသွားချင်ဘူးဆိုရင်ငါခုလုပ်တဲ့ project ကိုတစ်ခါတည်းပြီးအောင်လုပ်ပြီအဲ့ချိန်မှာမိမလေးကဒီ project ကိုညပြီးအောင်မလုပ်ရင်ပြီးအောင်လုပ်ပေးမယ်ဆိုရင်သူကြောင့်မသွားဘူးလားဆိုရင်လက်ခံလိုက်တယ်အဲ့ဒါဒီကောင်စောင့်ကြည့်လိုက်ပါလို့ကြီးကြပ်ရေးမှုကပြောတဲ့အချိန်မှာသူတို့တညာလုံးမဲ့တငယ်ချင်းနဲ့တထည့်ရဲ့မိမလေးဟာတညာလုံးမဲ့အလုပ်တွေလုပ်တာအကုန်လုံးအဆင်ပြေသွားတယ်ပြီးတဲ့ကြောင့်မို့သူတို့ဖက်နဲ့အလုပ်တွေပြီးသွားတော့တက်ဒါပေါ့နော် mink cosmetic အကြောင်းလေးတွေအနေချင်းပြောတယ်ဘယ်ကကောင်းတယ်ဆိုပြီးတော့မှတငယ်ချင်း2ယောက်အလုပ်တွေလုပ်ရင်းနဲ့ရင်ဖွင့်ပြီးတော့ပြောတယ်နောက်ရက်မှာတော့မိမလေးနဲ့တငယ်ချင်းတွေလောက်ထားတဲ့ project ကိုဒီပေါ့နော်ဒီတထေးတွေရှေ့ရရှင်တွေကိုချပြတဲ့အချိန်မှာမိမလေးကနာမည်ကောင်းရတယ်အကုန်လုံးကလည်းလက်ခံကြတယ်အချိန်မှာသူတို့ကတော့ပျော်ရွှင်မှုလေးနဲ့ကိတ်တွေနဲ့အောင်ပွဲခန့်နေတော့မှကြီးကြပ်ရေးမှုကရောက်လာတယ်ရောက်လာပြီးတဲ့အချိန်မှာခုံယူပါတယ်ဆိုတော့ပြောပြီးတော့မှဖိုင်တစ်ခုကိုပြစ်ချလိုက်တယ်အဲ့ဖိုင်ထဲမှာတော့နင်းတငယ်ချင်းကပြောင်းရွှေ့ရမယ်အလုပ်တစ်ကိုပြောင်းရွှေ့ရမယ်ဆိုပြီးပြောတယ်မင်းညလည်းလုပ်နေစီပြေတယ်ဘာလို့ပြောင်းရွှေ့ရမလို့ညီမလေးကပြန်ပြောတဲ့အချိန်မှာဒါငါမန်နေဂျာငါလုပ်ချင်ရလုပ်မယ်ငါဖြစ်ချင်ရဖြစ်မယ်ဆိုပြီးတော့ပြောနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့မြင်းမလေးရဲ့အကိုဖြစ်တဲ့ဒီတယောက်ကကိုရန်တော်ဒီနဲ့ရောက်လာခဲ့တယ်အဲ့ချိန်မှာကြီးကြပ်ရေးမော်တော့ပုံမတီဖမတီနဲ့သူ့အကိုကိုသွားပြီးတော့ဖားနေတယ်မဖြစ်တဲ့ညာဖြစ်တဲ့နဲ့ဒါပေမဲ့မြင်းမလေးကတော့မြင်တဲ့အတိုင်းပဲတစ်ချက်တည်းပဲအဲ့တော့ပြောလိုက်တယ်အလုတ်ကတော့ထွားလိုက်မယ်ဒါပေမဲ့သူတို့မဟုတ်ဘဲနဲ့မင်းကိုအလုတ်ထုံမယ်အဲ့ချိန်မှာတော့ကြီးကြပ်ရေးမော်တော့ဒီတစ်ခါခွင့်ရေးပေးပါဆိုပြီးတော့မှတောင်းဆိုတယ်အဲ့ချိန်မှာမြင်းမလေးကတော့ကူမာလိုလိုနဲ့ခုနပေးတဲ့ဂိမ်းမုံကိုနှုတ်ဆက်တဲ့အနေနဲ့မျက်နှာကိုတသားလေးလင်းချက်ပြလိုက်တယ်အဲ့ချိန်မှာသူတို့2ယောက်ကတော့ပျော်ရွှင်ရွှင်ပဲပျော်ပါနေတယ်အဲ့ချိန်မှာတော့မင်းသမီးရဲ့တငယ်ချင်းကမှတ်တင်သူ့ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အချိန်မှာတကယ်တမ်းကတော့သူတို့2ယောက်ကမြေးမလေးရဲ့အကြောင်းကိုတီးလို့ဒီလိုဖြစ်မဲ့ဆိုတာကိုတီးလို့သူ့ကိုကနေပြီးတော့ကွယ်ရာနေပြီးတော့မှဒီသူ့တငယ်ချင်းကိုကြိုတင်စီစဉ်ပြီးတော့လွှတ်ပေးလိုက်တာပါအဲ့ချိန်မှာတော့မိမလေးကတီးတော့ဒါကတော့အခုကြံမဲ့နော်ဆိုပြီးတော့